တကြော့ပြန်အသက်ပြန်ရှင်လာပြီးပထမဆုံးလှုပ်လိုက်တာကကင်းကျင်များတကောင်ကိုအရှင်စိမ့်စားပစ်တာပဲစာတင်ခန်းတကားကိုကျွန်တော်ကန်ဖွင့်လိုက်တော့လူတိုင်းလက်ကြည့်လာကြတယ်ကျွန်တော်တကူလုံးချွေးစေးတွေပြန်နေပြီးနားထဲမှာတော့အစိပ်ပြင်းကင်းကျင်များကကျွန်တော်ကလေးစားတွေကိုဝါးစားနေတဲ့အတန်တွေကြားနေရတော့ဒါပေမဲ့ကြောက်တင်ဘုံဘော်ကနေဆွဲကိုကြည့်လိုက်တော့2026ခုနှစ်ဇွန်လ15ရက်ကျွန်တော်ပါဆက်ကြည့်ခဲ့ပြီးတိတ်ဆိတ်နေတဲ့ကြားမှာအကျယ်ကြီးရေမောလိုက်မိတယ်မင်းယူသွားတာလားစိတ်မမှန်တဲ့ကောင်စင်ဘော်ကဆရာကစူပူနေပြီးရှေ့တန်းကလင်းဝေကတော့ကျွန်တော်ကိုယူနေတဲ့ခွေးကိုကြီးတကောင်လိုဆက်ဆုပ်ရင်ရှာစွာကြည့်နေတယ်ကျွန်တော်မျက်လုံးတွေကလင်းဝေစီကိုရောက်သွားတဲ့အတိတ်ဘဝတုန်းကလင်းဝေဟာအင်အားကြီးသူတယောက်ကိုဖားဖို့အတွက်ကျွန်တော်ကိုဖုတ်ကောင်အုပ်ထဲတွန်းပို့ခဲ့တာတကဘာလုံးကိုဝါမျိုးမဲ့ခရမ်းရောင်မျိုးတွေကြားရောက်ဖို့နှစ်နာရီတောင်မလိုတော့ဘူးဆိုတာကျွန်တော်သိနေတယ်အခုတခွဲခန်းထဲမှာခွေနေရဲ့ကင်းကျင်များမဲကြီးဟာအဲ့ဒီမျိုးတွေထဲမှာအဆင့်ရှိတဲ့ဘေးဒုက္ခဆိုကြဤဖြစ်ပြောင်းလဲသွားလိမ့်မယ်ပြီးတော့10နှစ်ကြာမှကျွန်တော်ကိုအဆုပ်ဆုပ်ပြက်ပြက်ဖြစ်အောင်ဆုပ်ဖြဲပြစ်လိမ့်မယ်အတိတ်ဘဝမှာကျွန်တော်အဲ့ဒီကင်းကျင်များပါဆက်ထဲမှာတေးခဲ့ရတယ်တကြော့ပြန်လာတဲ့ခါမှာတော့အဲ့ဒီကောင်ကိုအရင်စားပြရမယ်ကျွန်တော်ဘသူ့ကြည့်ကိုမှဂယူးမဆိုင်ပဲအတန်းထဲကနေပြေးထွက်ခဲ့တယ်အတိတ်ဘဝကတွေးပြက်စရာအိမ်မဆွဲကနေရုံထွက်တယ်လို့မျိုးပေါ့မိတက်ပုစိန်နဲ့တက်ခွဲခန်းတကားကိုရိုက်ခွဲပြီးငကားဖြစ်တော့မယ်အဲ့ဒီပိုးကောင်လေးကိုရှာတွေ့ခဲ့တယ်သူကဖန်ပိုလင်းထဲမှာလူးလွတ်နေတော့မယ်သူ့ရဲ့ကံကြမ္မာကိုသူမသိသေးဘူးဖန်ပိုလင်းကိုယူလိုက်ပြီးမြူရီမကြခင်နောက်ဆုံးချိန်မှာသူ့ကိုအရှင်လက်မျိုးချလိုက်တယ်လဲချောင်းထဲကနေအခွန်တွေပုတ်တိုက်သွားတာကဓာတ်စင်းကိုမျိုးချလိုက်ရတယ်လို့ပဲအနက်ဆိုတဲ့အစိတ်ရည်တွေကကျွန်တော်အစာအိမ်နံရံကိုလောင်းရိုက်သွားပြီးကျွန်တော်ကျမ်းပြင်ပေါ်မှာလူးလိမ့်နေမိတယ်အရေပြားတွေကွဲအရာကနေပြန်စီလာပြီးအယိုးတွေကလည်းပြန်ဖွဲ့စည်းနေရဲ့အပြင်ဘက်မှာတော့အော်ဟစ်တန်တွေကဒီရေလိုတက်လာပြီးခရမ်းရောင်မျိုးတွေရောက်လာပြီးကဘာပြက်ကက်စတင်ပြီးတိုးသားပေါက်စီစားတဲ့သူကတိုးဖြစ်မယ်ဘဲလဲပင်းစားတဲ့သူကဘဲဖြစ်မယ်ဆိုတာသူတို့မကြခင်တိကြတော့မှာပါလူတွေကြောက်လန့်တကြားထွက်ပြေးနေချိန်မှာကျွန်တော်ကတော့ဘေးဒုက္ခရဲ့အရင်းမြစ်ကိုမျိုးချပြီးသားပါဒီဘဝမှာတော့ကျွန်တော်ဟာအသက်ခံရမယ်တိုးသူငယ်ဖြစ်မလာတော့ဘူးကျွန်တော်မျက်လုံးကိုဖျက်ခနဲဖွင့်ပြီးမြေပြင်ပေါ်ကနေဖြည်းဖြည်းချင်းထလာခဲ့တယ်အဝတ်စားတွေကစုပ်ပြတ်သွားပြီးကြမ်းခိုင်တဲ့ကိုလုံးဒီအပေါ်ပိုင်းထွက်လာတယ်ကျွန်တော်လက်ကိုကြည့်လိုက်တော့ရှေ့လျားဖြူစင်နေပြီးအားရှိပုံမရဘူးဒါပေမဲ့စိတ်ကူးလိုက်တာနဲ့ဖြက်လက်ချောင်းထိပ်တွေကနေအနက်ရောင်ရိုးစူးငါးချောင်းထွက်လာတယ်ဒါတစင်းလိုပဲအပြာရောင်လင်းတွေတောက်နေရဲ့ပါရမီနိုးထားခြင်းဘေးဒုက္ခဖော်ပြသူနောင်အစိတ်မတိုးခြင်းကိုလက်အင်္ဂါပြန်လဲချစ်ပေါ်ခြင်းအယိုးမာလာခြင်းနဲ့စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိတယ်အောင်မြင်သွားပြီးလက်တီးကိုကြစ်ကြစ်ပါအောင်ဆုပ်ပြီးကိုရဲကကြောက်စရာကောင်းတဲ့အင်အားကိုခံစားလိုက်တဲ့အားရပါရရေမောလိုက်တဲ့ဟာလာဟင်းလင်းဖြစ်နေတဲ့စာတင်ဆောင်ထဲမှာပဲတင်ထက်သွားတယ်အဲ့ဒီအချိန်မှာပဲဝုံးတခွဲခန်းတကားကြီးကိုအင်အားတစ်ခုကရိုက်ချလိုက်တဲ့တကားချက်ကြီးကစက်ကူတစ်ချက်လိုလွင့်ထွက်လာပြီးနယံကိုအရှိန်နဲ့စောင့်မိသွားတဲ့ဖုံတွေကွဲပြောက်သွားတော့တကားဝမှာကွေးကောက်နေတဲ့ပုံရိပ်တစ်ခုအဲ့ဒါကျောင်းလုံးကြုံရေးချမ်းဟုံပဲဒါပေမဲ့အခုသူကလူမဟုတ်တော့ဘူးသူ့ယူနီဖောင်းကကြီးထွားလာတဲ့ကြွက်သားတွေကြောင့်ပေါက်ပြဲနေပြီးအရေပြားကလည်းမီးခိုးရောင်ဖြစ်နေပြီးအသားတွေကပြည်တည်နေပြီးခေါင်းရဲ့ဘက်ချမ်းကနှစ်စလောက်ဖောင်းကျနေတယ်မျက်လုံးတစ်လုံးကအပြင်ကိုထွက်နေပြီးပါးဆက်ကနေဝါရောင်တန်တွေစီးကျနေတယ်မြူရီဆက်ကြတဲ့ပထမဆုံးလိုက်မှာကျန်းဟုံဟာမြူရီကိုအလုံးကျော်ရှူမိသွားတာဒါကြောင့်တာမန်ဖုတ်ကောင်ဆင့်ကိုကြော်ပြီးပထမအဆင့်တနေပြောင်းလဲသူဖြစ်သွားတာပေါ့တနေပြောင်းကျန်းဟုံကတားရဲတကောင်လိုဟိန်းဟောက်လိုက်တယ်အဲ့ဒါကလက်ဆက်တဲ့အသားကိုတောင်းတတဲ့ဗီဇပဲတော့ပဲငါရဲ့အခုမှပြောင်းလဲထားတဲ့ခနာကိုစမ်းတက်ဖို့ပြီးမှတ်တစ်ခုလိုနေတာတနေပြောင်းကျန်းဟုံကဟိန်းဟောက်ပြီးတင်ကားတစ်စီးလိုကျွန်တော်စီပြေးဝင်လာတယ်ခြေလန်းတိုင်းကမြေကြီးကိုတုံခါစေတယ်ကြီးမားတဲ့သူ့ရဲ့လက်မောင်အကြီးနဲ့ကျွန်တော်ခေါင်းကိုအားနဲ့လွှဲရိုက်လိုက်တယ်ဒီလက်တီးရဲ့အားကအနည်းဆုံးကီလို900လောက်ရှိမယ်တာမန်လူဆိုရင်တော့ခေါင်းကဖျဲတီးလိုကွဲထွက်သွားမှာပဲဒါပေမဲ့ကျွန်တော်ကကိုအသားလေးတိမ့်လိုက်တယ်အဲ့ဒါကအယမ်းမြန်တယ်ဝုံးကျန်းဟုံရဲ့လက်တီးကကျမ်းပြင်ကိုထိသွားပြီးချမ်းကွက်ကြီးဖြစ်သွားတယ်ကျွန်တော်ကတော့သူ့ဘေးနားကိုရောက်သွားပြီးနေလိုက်တာကျွန်တော်ကြည့်တွေကအေးဆက်နေပြီးညာဘက်လက်ကဓာတ်စင်းလိုဖြစ်သွားကအယိုးစုတွေထွက်လာတယ်ပြီးတော့ကျန်းဟုံရဲ့လေပင်ကိုအသားလေးပုတ်ဆွဲလိုက်တယ်ဖြတ်ပါစီးတာမှမရှိပဲတစ်ချက်တည်းနဲ့အပြက်ပဲဒါဟာညံ့ဝက်အစ်စ်နဲ့တာမန်တနေပြောင်းလဲသူကြားကကွာခြားချက်ပဲမြေပြင်ပေါ်ကအလောင်းကိုတစ်ချက်တောင်မကြည့်ပဲကျန်းဟုံရဲ့အလောင်းနာသွားလိုက်တဲ့အယိုးစုနဲ့သူ့ရင်ပတ်ကိုခွဲလိုက်တဲ့ရက်တန်သွားတဲ့နှလုံးသားဘေးမှာဆန်စစ်လောက်ရှိတဲ့မီးခိုးရောင်တလင်းကဲလေးကိုတွေးလိုက်ရတယ်ပထမအဆင့်ဖုတ်ကောင်မြူတွေဒါကကဘာပြက်ကရဲ့အဖိုးတန်ပစ္စည်းပဲပြီးတော့တိုးတက်မှုရဲ့အရင်းမြစ်လည်းဟုတ်တယ်အဲ့ဒီမြူတွေကိုပါဆက်ထဲထည့်ပြီးတကြားလုံးလိုဝါးစားလိုက်တဲ့နှွေးထွေးရဲ့အင်အားတွေကခုနကကုံသွားတဲ့အားအင်တွေကိုချက်ချင်းပြန်ပြည့်စေတယ်မလုံလောက်သေးဘူးနေလုံးနဲ့မြူတွေဖုံးနေတဲ့ကျောင်းဝင်းထဲကိုကျွန်တော်ကြည့်လိုက်တယ်မြဲခန်းလိုဖြစ်နေတဲ့မြင်ကွင်းကိုကြည့်ရင်ရက်ဆက်တဲ့အပြုံးတစ်ခုပေါ်လာတယ်မိသက်ပုစိန်ကိုကင်ပြီးကျောင်းဟုံရဲ့အလောင်းကိုကြော်ကထွက်လာခဲ့တယ်အပြင်ဘက်မှာတော့ကျောင်းဝင်းကြီးဟာတက်ကွင်းကြီးဖြစ်နေပြီးပြေးနေတဲ့ကျောင်းသားတွေဟာဖုတ်ကောင်တွေရဲ့အကိုက်ခံနေရတယ်ဒီဘက်ကိုပြေးဒီဘက်မှာလူနေတဲ့ကဲကြပါဦးငါနောက်ကိုမလိုက်နဲ့မြင်သူတို့မိလာပြီး10ယောက်ကျော်လောက်ရှိတဲ့ကျောင်းသားအုပ်စုဟာကြောက်လန့်ကြပြေးလာကြတယ်တကိုယ်လုံးသွေးတွေနဲ့မျက်နှာမှာလည်းကြောက်စိတ်တွေအပြည့်အရှိဆုံးကပြေးလာတာကတော့ဘတ်စကတ်ဘောဝတ်စုံဝတ်ထားတဲ့လီဟောက်မင်းကလေးတွေကိုတွန်းဖယ်ကသူ့လို့ဖို့ပဲစူးစမ်းနေတယ်သူတို့နောက်မှာတော့ကြီးမားတဲ့တတဝါကြီးတစ်ကောင်လိုက်လာတယ်အခုတော့သူ့လက်ခြေတွေကပင်းကူလိုဖြစ်နေပြီးမြေပြင်ပေါ်မှာပြေးနေတဲ့ချွန်ထက်တဲ့သွားတွေနဲ့ရှာကြီးကလန်တစင်းလိုထွက်လာတယ်ပြီးတော့နောက်ဆုံးကပြေးလာတဲ့လူဝါကြီးကိုရစ်ပတ်လိုက်တယ်ကဲပါဦးလီဟောက်ငါ့ကိုကဲပါဦးလီဟောက်ကလက်ကြည့်လိုက်ပေမဲ့မရက်တဲ့အပြင်ပိုတောင်မြင်ပြေးသေးတယ်သူ့ဘေးကမင်းကလေးကိုတောင်နောက်ကိုတွန်းပစ်လိုက်သေးတယ်အဲ့ဒီမင်းကလေးကိုအစာကျွေးပြီးသူ့လွတ်အောင်ပြေးတာပေါ့လူတဘာဝကတော့ဘဏ္ဍခါကြီးယွန်းစရာကောင်းလိုက်တာကျွန်တော်ကတော့လမ်းလေခေါင်မှာရက်ပြီးဒီပြဆက်ကိုကြည့်နေရဖဲဆန်းလမ်းမပိတ်နဲ့လီဟောက်ကကျွန်တော်ကိုမြင်သွားတယ်သူကျွန်တော်ကိုတေချာမကြည့်ပဲကြောက်ပြီးကြောင်ရက်နေတဲ့သူလို့ထင်နေတာကျွန်တော်ကိုရိုက်ထုတ်ပြီးသူ့အတွက်အကာအကွယ်ဖြစ်သုံးဖို့စူးစမ်းတဲ့တတဝါကြီးစီမှာအသေးခံလိုက်ဆန်းလီဟောက်ကအော်ဟင်းလိုက်တဲ့ဝုံကျန်းတိုက်တန်ကကျွန်တော်ပုခုံးသားမှာတန့်သွားတယ်ကျွန်တော်ကလက်ညှိုးတစ်ချောင်းနဲ့လီဟောက်ရဲ့ရိုက်ချက်ကိုတားလိုက်တာငါလက်ငါမင်းကိုတတိပေးပြီးသားပဲလီဟောက်ဆက်လို့ရင်ပိုနာလိုက်မယ်ဘေးနာကကျောင်းသားတွေဟာဒီမြင်ကွင်းကိုကြည့်ပြီးကြောင်အန်းသွားကြတယ်လီဟောက်ကိုဂယူးမဆိုင်ပဲကျွန်တော်ကြည့်တွေကပင်းကူကြီးစီရောက်သွားတယ်အဲ့ဒီတတဝါကြီးကလည်းကျွန်တော်စီကအရှိန်ဝါကိုခန်းစားမိသွားပုံပဲအဲ့ဒါကသူ့ထက်တာတဲ့အမဲလိုက်သမားရဲ့အရှိန်ဝါပဲသူစားလက်စားလူဝါကြီးကိုထွေးထုတ်လိုက်ပြီးဟိန်းဟောက်တန်ထွက်လာတဲ့ရက်ဆက်တဲ့သူ့မျက်လုံးတွေထဲမှာကြောက်ရွံ့မှုတွေမြင်နေရတယ်ဘိုင်းဝါပြီဆိုရင်တော့မင်းရဲ့အမြူတွေကိုထုတ်ပေးလိုက်တော့ကျွန်တော်ပြောလိုက်ပြီးအဲ့ဒီနေရာကနေချက်ချင်းပြောက်ွယ်သွားတယ်မျက်စိတမိတ်အတွင်းမှာအဲ့ဒီပင်းကူကြီးကတောင်ခဲသွားတယ်ကျွန်တော်ကသူ့ကြောပေါ်ရောက်နေပြီးသူ့အမွေးတွေကိုဆွဲပြီးခေါင်းကိုအားနဲ့မလိုက်တဲ့အားနဲ့လိုက်တာအယိုးစုတွေနဲ့သူ့ခေါင်းကိုဖောက်ချပြီးဦးနောက်ကိုဖျက်ဆီးလိုက်တယ်ကြီးမားတဲ့တတဝါကြီးရဲ့အလောင်းကလဲကျသွားပြီးဖုံတွေထပ်သွားတယ်လူတိုင်းတိတ်ဆိတ်သွားကြတယ်သူ့ကောင်းထဲကအစိမ်းရောင်အမြူတွေကိုထုတ်ယူလိုက်ပြီးအောက်ကိုဆင်းခဲ့တယ်ကျောင်းသားတွေကတော့ဘာဆက်ဟောင်းသားနဲ့ကြည့်နေကြတယ်ကျွန်တော်ကမှသွေးတစ်ဆက်တောင်မပေးဘူးလေသူတို့ရဲ့အကြည့်တွေကကြောက်ရွံ့မှုကနေမျောလင်းချက်တွေဖြစ်လာတယ်ရင်းနှင်းနေသူကကောက်ရိုးတမြင်ကိုဆွဲကင်လိုက်တယ်လို့မျိုးပေါ့လူတွေကကျွန်တော်စီတိုးဝေးလာပြီးခြေထောက်ကိုဖတ်ဖို့စူးစမ်းနေကြတယ်အဲ့ဒီအချိန်မှာလီဟောက်ကထလာတယ်မင်းဒီလောက်တောင်တမာတာကိုဘာလို့စောစောစီးစီးမကူညီတာလဲဒါဆိုငါတို့သူငယ်ချင်းတွေတေးမှာမဟုတ်ဘူးမင်းကြောင့်သူတို့တေးရတာဟုတ်တယ်မင်းငါတို့ကိုပြန်ရှင်းပြရမယ်အားလုံးကမင်းကြောင့်ဖြစ်တာကျွန်တော်လီဟောက်ကိုကန်ထုတ်လိုက်တော့သူချက်ချင်းအသက်ပြောက်သွားတယ်ဆက်ဆုပ်စရာကောင်းတဲ့ဖုတ်ကောင်မိုင်းယက်ကငါတို့ရဲ့စိတ်ကောင်းရှိတဲ့သူငယ်ချင်းကိုကူးဆက်သွားပြီပဲကျွန်တော်ဆက်ဆုပ်စွာပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲအတန်တွေကြောင့်ဖုတ်ကောင်တွေပို့ပြီးရောက်လာကြပြီကံကောင်းကြပါစေကျွန်တော်ဒီစကားကိုပြောပြီးမြူတွေထဲပြောက်ွယ်သွားခဲ့တယ်နောက်မှာတော့ចောင်းသားတွေရဲ့အော်ဟစ်တန်တွေနဲ့အသားစားတန်တွေပဲကြံခဲ့တော့တယ်အဲ့ဒီတန်တွေအတွက်ကျွန်တော်ဘာမှမခံစားရဘူးကျွန်တော်နှလုံးခုန်တန်ကပုံမှန်ပဲနောက်တစ်နေ့ဘာစားရမလဲဆိုတာကိုပဲစဉ်းစားနေမိတယ်ဒါဟာကဘာပြက်ကက်ပဲအာနာတက်သူတွေအရင်သေးပြီးရက်ဆက်သူတွေပဲရှင်းတန်လိမ့်မယ်
ကျန်းကျန်းတက္ကသိုလ်ရဲ့စားတောက်ကုန်ဆိုင်ကကျောင်းရဲ့အလဲဖိုးမှာရှိပြီးအရင်ကတော့ကျောင်းသားတွေအကြိုက်ဆုံးနေရပေါ့အခုတော့အထဲမှာကြောက်လန့်နေတဲ့သူတွေနဲ့ပြည့်နေနေတဲ့တူနာငါးတိတ်တာဘူးကြီးလိုဖြစ်နေပြီးတကားတွေကိုလည်းတဝက်လောက်ပဲပိတ်ထားနိုင်ကြတော့တယ်စူပါမားကတ်အတွင်းမှာတော့လေတုကအေးဆက်ညစ်ညူးနေပြီးချွေးနဲ့အတင်းစားခောက်ဆွဲနှံတွေနဲ့အတူစီးနှံတင်းတင်းကပြက်နှက်နေတဲ့အသက်ရှင်ကျန်ရစ်သူ90ခန့်ကအဲ့ဒီနေရာမှာစုပြုံတိုးဝင်နေကြပြီးလူအုပ်ကြီးရဲ့အလဲမှာတော့အဖြူရောင်ကာဝင်လေးဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ရှိနေတယ်ကာဝင်အောင်နားမှာဖုန်လေးပေးကျန်နေပြီးမျက်နှာမှာလည်းကြောက်ရွံ့ရိပ်တွေရှိနေပေမဲ့သူမရဲ့ထူးခဲ့တဲ့အလှတရားကတော့ဖုံးကွယ်လို့မရနိုင်ပါဘူးသူမကလင်းဝေးကျန်းကျန်းတက္ကသိုလ်ရဲ့နမီကျော်ကျောင်းလာမယ်ပေါ့ကျွန်တော်ရဲ့အရင်ဘဝကနတ်သမီးလေးလို့တင်စားခဲ့ရသူအခုတော့သူမကစားပွဲတစ်ခုပေါ်မှာမတက်ရက်ပြီးအတန်ချက်ဆက်နဲ့အမိတ်ပေးနေတဲ့အတန်တွေကတုံရင်နေပေမဲ့ခေါင်းဆောင်တယောက်ရဲ့ဟန်ပန်မျိုးနဲ့ပါယောက်ျားလေးတွေကတကားကိုထိန်းထားမိန်းကလေးတွေကကုန်ပစ္စည်းတွေကိုစနစ်တကျပြန်စီထားဘယ်သူမဆိုအစားအစာခိုးဝတ်တာမိရင်တော့ငါအကြောင်းသိစေရမယ်သူမရဲ့အမိတ်အောက်မှာတမာတဲ့ယောက်ျားလေးချို့ကအဆောင်ရှောက်တွေလိုဝိုင်းရံထားပြီးကျန်တဲ့ចောင်းသားတွေကိုအော်ဟစ်ခိုင်းစေနေကြတယ်မိမိထိန်းချုပ်ထားတဲ့အခြေအနေကိုကြည့်ပြီးလင်ဝေရဲ့မျက်ဝန်းထဲမှာကျင်းနဲ့ရဲ့အချို့ဖြစ်ပြေးသွားတယ်သူမကတော်တော်ကိုညံ့များတဲ့မိန်းကလေးပဲရုတ်တရက်စူပါမားကတ်နောက်ဖက်ကမိသက်တကားစီကနေအတန်ကျဲကြီးထွက်ပေါ်လာတဲ့အဲ့ဒီထူစားတန်တကားကြီးကစက်ရနေရာကြီးတစ်ခုနဲ့အတိုက်ခံရတယ်လို့မျိုးတစ်ခုလုံးပုံပြည့်ရှုံလို့သွားတော့တယ်ဘာဖြစ်တာလဲနောက်တကားကိုပိတ်ထားတာမဟုတ်ဘူးလားလင်ဝေမျက်နှာပြက်သွားပြီးအော်လိုက်တယ်မြင်မြန်ကြမ်းကြမ်းလူချို့ခေါ်သွားပြီးတကားကိုပိတ်ထားစမ်းဟုတ်ကဲ့လာကြငါနောက်လိုက်ခဲ့ယောက်ျားလေးအုပ်စုအဲ့ဒီဘက်ကိုပြေးသွားချိန်မှာပဲဝုန်းဆိုပြီးမိသက်တကားကြီးကအပြင်ကိုလွင့်စင်သွားတော့တယ်ဖုံမှုတွေကြားထဲမှာပိန်ပိန်ပါပါလူတစ်ယောက်ကမိသက်ပုစိန်တလက်ကိုကင်ပြီးဝင်လာတဲ့စုပ်ပြဲနေတဲ့တီရှပ်ဖြူကိုဝတ်ထားပြီးသူ့တကူလုံးမှာခရိုင်းရောင်ထူးဆန်းတဲ့အမှတ်သားတွေနဲ့အတူမျက်လုံးတွေကတောက်ပအေးဆက်နေတယ်တနေရာလုံးတိတ်ဆိတ်သွားတယ်လူတိုင်းကဇွန်ဘီတွေဝင်လာပြီးအမှတ်နဲ့နောက်ကိုလက်ပြလွှဲမတက်ဆုတ်ခွာသွားကြတယ်ဒါပေမဲ့လင်ဝေကတော့အဲ့ဒီမျက်နှာကိုတေချာကြည့်ပြီးရှူးချင်းချန်လို့အန်တာတော်လို့ဆိုတာရေရွတ်လိုက်တယ်သူမရဲ့မျက်ညံထဲမှာတော့ရှူးချင်းချန်ဆိုတာစကားနေပြီးဆင်းရဲတဲ့ဘသူမှဂယုမဆိုင်တဲ့လူဖြင်းလေးတယောက်တခါတလေမှသူမကိုအားငယ်ရဲ့မျက်လုံးတွေနဲ့ခိုးကြည့်တတ်တဲ့သူမျိုးပါလွန်ခဲ့တဲ့တနားရီလောက်ကတင်အတန်းထဲကနေအယူတယောက်လိုဝုန်းတိုင်းကျဲပြီးပြေးထွက်သွားသေးတာဒါပေမဲ့အခုမြင်နေရတဲ့ရှူးချင်းချန်စီကတော့တွင်းညီနှံနဲ့တက်ဖြတ်လိုတဲ့အငွေ့သက်တွေထွက်ပေါ်နေတယ်သူ့မျက်လုံးထဲမှာအရင်ကလိုချစ်ချင်းမေတ္တာတွေမရှိတော့သလိုလူသားဆန်တဲ့ခံစားချက်တောင်ရှိပုံမရတော့ဘူးအဲ့ဒီဖိအားကအပြင်ကဇွန်ဘီတွေထက်တောင်ပိုပြီးကြောက်စရာကောင်းနေတယ်ကျွန်တော်ကတော့လူတွေရဲ့အံအားတင်းတဲ့အကြည့်တွေကိုလစ်လျူရှုပြီးအာဟာရတက်မြင့်မာတဲ့အစားအစာတွေရှိရာစီတန်းလျှောက်သွားလိုက်တယ်ခုနကတိုက်ပွဲမှာစွမ်းအင်တွေအကုန်သုံးလိုက်ရလို့အခုကျွန်တော်ဘိုင်ရန်စာနေပြီးဈေးကြီးတဲ့တင်သွင်းချောကလက်တစ်ထုပ်ကိုဖောက်ပြီးဝါတော်မွားပဲတစ်ထုပ်လုံးအငမ်းမရမျိုးချလိုက်တယ်ပြီးတော့ရက်ဘူးကိုဆွဲဖောက်ပြီးပါးဆက်ထဲအကုန်လောင်းထည့်လိုက်တယ်အစားအစာတွေကိုစနစ်တကျခွဲဝေပေးထားတာလေမင်းစည်းကမ်းမသိဘူးလားလင်ဝေဘေးကကြမ်းကြမ်းဆိုတဲ့ကောင်လေးကလင်ဝေရှိမှအထင်ကြီးအောင်လှုပ်ရင်းអော်လိုက်တယ်သူကကျောင်းရဲ့တိုက်ကွန်တို့အသေးဝင်တယောက်ပါကျွန်တော်ကတော့လက်ကိုမရက်ပဲအမဲသား6ထုပ်ကိုထပ်ဖောက်လိုက်တယ်စီကံကျွန်တော်လက်ကြည့်လိုက်ပြီးအမဲသား6ကိုပါးဆက်ထဲထည့်ကခက်အေးပဲမေးလိုက်တယ်ဒီမှာစီကံကိုဘသူကတတ်မှတ်တာလဲအခုကရေးပေါ်ကားလာပဲအားလုံးကငါမိန်ကိုနာခံရမယ်မင်းလောက်ရက်ကအများပိုင်ပစ္စည်းကိုခိုးယူနေတာပဲလင်ဝေလည်းတတိပြန်ဝင်လာပြီးကျွန်တော်ရဲ့ဘာကိုမှမမှုတဲ့ပုံစံကိုကြည့်ကစိတ်ထဲကစိုးရိမ်နေပေမဲ့လက်ထဲကပူစိန်နဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုမြင်တော့အကြံတစ်ခုရသွားပုံရတယ်ဒီအယူကောင်ကိုသာသူမရဲ့ခြေပွားအောင်ရောက်အောင်တင်းသွင်းနိုင်ရင်ဒီကဘာပြက်ကတ်မှာသူမအတွက်လုံခြုံမှုကအစပေါင်းများစွာတိုးလာမှာမဟုတ်လားဒါကြောင့်သူမကချက်ချင်းပဲမျက်နှာပေးပြောင်းလိုက်ပြီးတနာစပွဲအတန်လေးနဲ့ချော့မြူလေတော့တယ်ကျင်းချန်ချန်ချန်ကစကားပြောတာခက်ချမ်းချမ်းမို့စိတ်မဆိုးပါနဲ့အပြင်မှာဒီလောက်ရုံးရင်ဆန်ခက်ဖြစ်နေတာငါတို့အားလုံးစီးလုံးမှဖြစ်မှာပါမင်းရဲ့လက်ရုံးကြီးကတော်တော်ကောင်းတာပဲငါတို့အဆောင်ရှောက်ဖွဲ့ဝင်မယ်ဆိုရင်မင်းကိုဒုတိယခေါင်းဆောင်ခံပေးမယ်ရိတ်ခါကိုလည်းအားလုံးထက်နှစ်ဆက်ဖို့ပေးမယ်လေဒါဟာသူမရဲ့ထုံးစံအတိုင်းအစိတ်ပြင်းတဲ့နတ်သမီးဗျူဟာပါပဲအရင်ဘဝကလည်းဒီလိုနည်းမျိုးနဲ့လူပေါင်းများစွာကိုသူမရဲ့အယုတ်တွေလိုကစားခဲ့တာကျွန်တော်ရေလိုက်မိတယ်ပခုံးတွေတုံသွားတဲ့အထိအားရပါရရဲမိတာပါဒုတိယခေါင်းဆောင်လားရိတ်ခါနှစ်စလားကျွန်တော်လင်းဝေစီကိုတလန်းချင်းလျှောက်သွားတော့ကြန်ချန်ကကြားကနေလာတာတဲ့ကျွန်တော်ကတော့လက်ကိုအသာရပဲဝေ့ရန်လိုက်တယ်ဖြန်း180ပေါင်လောက်ရှိတဲ့ကြမ်းကြမ်းရဲ့တမာတဲ့ခန္ဓာကိုယ်ကြီးကစုပ်ပြဲနေတဲ့အယုတ်တရုတ်လိုလွင့်စင်သွားပြီးကုန်ပစ္စည်းစင်တွေကိုဝုန်းခနဲ့သွားဆောင်တော့တယ်မျက်နှာတစ်ချမ်းလုံးကအယိုးတွေကြေမိုးသွားပြီးအော်ဟစ်ဖို့တောင်အချိန်မရလိုက်ပဲတတိလစ်သွားတော့တယ်တနေရာလုံးတိတ်ဆိတ်သွားပြီးခုနကဝင်ပါဖို့ပြင်နေတဲ့ကောင်လေးတွေဟာကြောက်လန့်တကြားနဲ့ဇက်ပူလေးတွေလိုခေါင်းကုန်သွားကြတယ်ဒါလူမဟုတ်ရဲ့လားတိုက်ကွန်တို့ကလပ်ဥက္ကဋ္ဌကိုဘားတစ်ချက်တည်းနဲ့လွင့်ပစ်လိုက်တာလားကျွန်တော်လင်ဝေရှိမှရက်လိုက်တော့သူမကဖြူဖြော့သွားပြီးစားပွဲပေါ်ကိုအားမရှိသလိုထိုင်ချလိုက်မိတယ်မင်းကရှူးချင်းချံမဟုတ်ဘူးကျွန်တော်လက်ကိုဆန့်ထုတ်ပြီးသူမရဲ့နုနယ်လာပါတဲ့မေးစေ့ကိုစုပ်ကင်လိုက်တယ်ကျွန်တော်လက်ချောင်းတွေကတန်မဏိလိုအေးဆက်နေပြီးလက်ချောင်းထိပ်ကအယိုးစုလေးတွေကသူမရဲ့ဘားပြင်ပေါ်ကိုအသာအရာထောက်ထားမိတယ်ကျွန်တော်သူမနာနာကိုကပ်ပြီးနတ်ဆိုးတကောင်ရဲ့တိုးတိုးလေးကပ်ပြောလိုက်တယ်မင်းသိတဲ့ရှူးချင်းချံကတော့တကယ်ကိုမျက်စိကန်းခဲ့တဲ့ကောင်ပဲဒါပေမဲ့ငါမင်းကိုစီကန်းစစ်အမှန်တစ်ခုတင်ပေးမယ်ကဘာပြက်ကတ်မှာအာကြီးသူရဲ့ပေးကမ်းမှုကိုကျေးဇူးတော်လို့ခေါ်ပြီးအားနဲ့သူရဲ့တောင်းဆိုမှုကိုတော့တေးလန်းရှာခြင်းလို့ခေါ်တယ်အဲ့ဒီအချိန်မှာပဲစူပါမားကတ်ရဲ့ရိုင်းနေနေတဲ့ဖန်နရန်ကြီးစီကနေကြောက်မဖွယ်ရဝင်တိုက်တန်ကြီးထွက်ပေါ်လာတယ်အရက်3မီတာနီးပါးရှိတဲ့ဇွန်ဘီကြီးတစ်ကောင်ကတကားမှာပိတ်ထားတဲ့ပစ္စည်းတွေကိုတိုက်ဖြတ်ပြီးဝင်လာတော့တယ်အဲ့ဒီဇွန်ဘီရဲ့အရေးပြားကတန်မဏိလိုမိခိုးရောင်တက်နေပြီးလက်မောင်းနှစ်ဖက်ကတော့ကြီးမားတဲ့အယိုးဓာကြီးတွေဖြစ်ပြောင်းလဲနေတဲ့လက်ချောင်းထိကွဲအပ်နေတဲ့ပါးဆက်ကြီးထဲမှာတော့တွင်းညီနှံတွေနဲ့အတူအယိုးစာချုပ်ကပ်ပါနေတော့မယ်အဆင့်တက်ဗီဇပြောင်းတက်တော်အယိုးခွဲသမားဝင်လာပြီးမိစ္ဆာကြီးဝင်လာပြီးလူအုပ်ကြီးအုပ်အတောင်းနှင်းဖြစ်သွားပြီးအနောက်တကားစီကိုအတင်းတိုးဝေပြေးကြတော့တယ်ကျင်းချံကျမကိုကဲပါရှင်ခိုင်းတာအကုန်လုံးပါမယ်ရှင်ရဲ့မိမဖြစ်လဲနေပါမယ်ကျေးဇူးပြုပြီးကျမကိုခေါ်သွားပါဦးသူမတိလိုက်ပြီးဒီနေရာမှာအသက်ရှင်ဖို့ဆိုရင်ဒီလူတယောက်တည်းကိုပဲအားကိုးလို့ရတော့မယ်ဆိုတာတုံရင်နေတဲ့လင်ဝေကိုကြည့်ပြီးကျွန်တော်မျက်လုံးထဲမှာလောင်ပြောင်ရိပ်တွေရှက်တန်းသွားတယ်ကျွန်တော်လင်ဝေရဲ့ခေါင်းနောက်စိတ်ကိုအရှိန်နဲ့ဆွဲကင်လိုက်ပြီးအရင်ဘဝတုန်းကကျွန်တော်ကိုငရဲရင်းနဲ့တွန်းပို့ခဲ့တဲ့သူမရဲ့လက်ချက်တိုင်းပဲသူမကိုဟိန်းဟောက်နေတဲ့အယိုးခွဲသမားစီကိုအားကုန်လဲပြီးတွန်းပို့လိုက်တော့တယ်အရင်ဘဝကမြင့်မြတ်လာပါတယ်ဆိုတဲ့နတ်သမီးလေးဟာအခုတော့နံရံမှာရိုက်မိတဲ့ရင်ကောင်တစ်ကောင်လိုပဲအယိုးတွေကျင်မော်ပြီးသွေးတွေပန်းထွက်လို့တေဆုံးသွားရရှာတယ်ကျွန်တော်ကတော့လင်ဝေကိုတုံးပြီးမိစ္ဆာရဲ့အာယုံကိုလွှဲလိုက်တယ်နှစ်စက္ကန့်မြတိုးတောင်းတဲ့အချိန်တွင်းမှာပဲကျွန်တော်ရဲ့လှုပ်ရှားမှုကလျှက်စီးပါမှာမြန်ဆန်သွားတယ်ကျွန်တော်အရှိန်နဲ့ခုန်တက်လိုက်ပြီးအယိုးခွဲသမားရဲ့ပခုံးပေါ်ကိုခွစီးကလက်နှစ်ဖက်ကအယိုးစုတွေကိုသူ့ရဲ့မုံဝါးနေတဲ့မျက်လုံးစုံနဲ့အားကုန်ထိုးဆိုင်လိုက်တော့တယ်အယိုးခွဲသမားကအော်ဟစ်ဖို့တောင်အချိန်မရလိုက်ပဲကြီးမားတဲ့ခနာကိုကြီးကဝုန်းခနဲ့လဲပြိုသွားတော့တယ်ကျွန်တော်မြေပြင်ပေါ်အသားရဆင်းတက်လိုက်ပြီးသူ့ဦးကောင်းတွေကခရစ်စာတွေကိုကျွမ်းကျင်စွာတူးထုတ်လိုက်တယ်ပြီးတာနဲ့စင်ဘောကခီးဆောင်အိတ်တလုံးကိုဆွဲယူပြီးအာဟာရတက်မြင့်မာတဲ့စားစာတွေကိုအိတ်ထဲအကုန်သိမ်းကျုံထည့်လိုက်တယ်ဒါတွေအားလုံးပြီးဆုံးသွားတဲ့အထိနံရံထောက်မှာအသက်ငင်နေတဲ့လင်ဝေကိုကျွန်တော်တစ်ချက်ကလေးတောင်လက်မကြည့်ခဲ့ဘူးမှာမသွားပါနဲ့အရင်ဘဝကသူမကိုမြင်ရင်မျက်နှာရဲတက်ခဲ့တဲ့ရှူးချင်းချန်ဆိုတဲ့ကောင်ကတေဆုံးသွားခဲ့ပြီးအခုဒီနေရာမှာရှိနေတာကမရဲကနေတကြော့ပြန်လာတဲ့ကလေးစားချေသူပဲ
စူပါမားကတ်နဲ့ဝေးရာကိုထွက်လာခဲ့ရင်ကျွန်တော်ရဲ့ကြွသားတိုင်းကတုံရင်နေတဲ့ကီမီကောက်စိတ်ရည်နဲ့သွေးသားတွေပေါင်းဆက်သွားတဲ့ကျွန်တော်ခန္ဓာကိုယ်ကပုံမိုစင်ကျဲတဲ့အာဟာရဓာတ်တွေကိုတောင်းတနေတာကျွန်တော်အရှိတောင်ဘက်ကိုခြေဦးလဲလိုက်တဲ့အဲ့ဒီနေရာကကျန်းကျန်းတက္ကသိုလ်ရဲ့ဂေဟစနစ်ဥယျာဉ်အရင်ဘဝကအထူးရဲတပ်ဖွဲ့ငယ်လေးတစ်ဖွဲ့လုံးအစုလိုက်ပြုံလိုက်တည်ဆုံးခဲ့တဲ့နေရာပေါ့အဲ့ဒီကဥယျာဉ်မှုအိုကြီးဟာခရမ်းရောင်မျိုးတွေကြားထဲမှာနှစ်တရာတက်တန်းရှိတဲ့ညောင်ပင်ကြီးနဲ့ပေါင်းဆက်သွားပြီးအဆင့်အထွက်ထိပ်ရှိတဲ့တစ်တော်ဆောင်ရှောက်ဖြစ်ပြောင်းလဲသွားလိမ့်မယ်သူစီကရမယ်တစ်သားတက်ခရစ်ချာတွေကကျွန်တော်ခန္ဓာကိုယ်ထဲကကျန်းတန်းတဲ့စိတ်ဆွမ်းအင်တွေကိုထိန်းညှိပေးမယ်အကောင်းဆုံးစိတ်ဆွမ်းကောင်းပဲဥယျာဉ်ရဲ့ဖန်မိုးကုန်းပေါ်မှာခရမ်းရောင်မှုမြင်တွေဖုံးလွှမ်းနေတာကအသက်ရှူနေတဲ့အစာအင်ကြီးတစ်ခုလိုပဲခြေလန်းလိုက်တိုင်းမြေပြင်ပေါ်ကတရက်ချောက်တွေကပုတ်ပွားနေတဲ့ကလီစာတွေကိုနင်းမိတယ်လို့ခံစားချက်မျိုးပေးစွမ်းနေတယ်ရှက်ရုတ်တရက်မြေကြီးထဲကနေနွယ်ပင်တွေအရှိန်နဲ့ပေါက်ထွက်လာပြီးကျွန်တော်ကိုဝိုင်းရံလိုက်တယ်ဒါပေမဲ့ကျွန်တော်ကြောကနေအယိုးစုလေးချောင်းကချက်ချင်းထွက်ပေါ်လာတဲ့ကီမီကောက်မျိုးရိုးဗီဇကကျွန်တော်ကိုပုံမှန်ထပ်ပိုတဲ့ခနာကိုစိတ်ပိုင်းတွေပေးထားတာပါဖူးတိုက်ခိုက်လာတဲ့နွယ်ပင်တွေကိုအယိုးစုတွေနဲ့မြေပြင်ပေါ်ရိုက်နှက်လိုက်တဲ့အခါကလေးငိုတန်လိုဆူရှာတဲ့အော်ဟစ်တန်တွေထွက်ပေါ်လာတဲ့ညောင်ပင်စီပေါ်မှာတော့ဥယျာဉ်မှုအိုကြီးရဲ့မျက်နှာကတွန်းလိန်ပေါ်ပေါက်နေပြီးသူ့ရဲ့အောက်ပိုင်းကတော့အမြစ်တွေနဲ့တသားတည်းဖြစ်နေပြီးလေထဲမှာတွဲလောင်းကျနေတဲ့အမြစ်တွေမှာတော့၆ကက်နေတဲ့လူတွေလောင်းတွေချိတ်ဆွဲထားတာကသူကုန်ယူရတဲ့ပစ္စည်းစုဆောင်မှုတွေလိုပဲတူဥယျာဉ်လုံးအသက်ဝင်လာပြီးရာနဲ့ချီတဲ့တစ်မြစ်တွေကကောင်းကင်ယံကိုပိုက်ကွန်တစ်ခုလိုဖုံးလွှမ်းသွားတယ်အရေးအတွက်များတာကအစွမ်းထက်တာမဟုတ်ဘူးကျွန်တော်လက်နှစ်ဖက်ကိုဖျက်လိုက်ပြီးအစိမ့်နေပဲခရမ်းရောင်အစိမ့်ငွေတွေကကျွန်တော်စီကနေပောက်ကွဲထွက်သွားပြီးထိမိသမျှတစ်မြစ်တွေကိုပုတ်တိုးပျက်စီးသွားစေတယ်ကျွန်တော်ကတော့အစိမ့်ငွေတွေကြားမှာလျက်စီးလိုလှုပ်ရှားရင်းအယိုးစုတွေကိုအသားကျိတ်ဆက်လို့အတုံးကြကတစ်မြစ်တွေကိုခုတ်ထစ်ပစ်လိုက်တယ်ပိုင်းချဆန်ကျွန်တော်ပင်စီပြေးသွားပြီးဥယျာဉ်မှုရဲ့မျက်နှာကိုလက်ကရိုးသားနဲ့ပိုင်းချလိုက်တဲ့တစ်ပင်ကြီးကအမြစ်တွေနဲ့ကာကွယ်ဖို့စူးစမ်းပေမဲ့ကျွန်တော်ရဲ့ဓာတ်ဖျားမှာပါတဲ့အာယုံကြောစိတ်တွေကတစ်ပင်ရဲ့အာယုံခံစနစ်ကိုပါထုံကျင်သွားစေတယ်တစ်ပင်ရဲ့အာယုံကြောဆိုတာလည်းအာယုံကြောပဲလေကျွန်တော်ပင်စီပေါ်တက်လိုက်ပြီးမျက်ခုံးကြားထဲကိုဓာတ်နဲ့ထိုးဆိုင်လိုက်တော့စိမ့်လက်ခရစ်စာတဲ့တလုံးလက်ထဲရောက်လာတဲ့တူးရင်လုံးချက်ချင်းပဲညှိုးနှွမ်းသွားတော့တယ်ကျွန်တော်ခရစ်စာတဲ့ကိုဝါးစားလိုက်တဲ့အခါအေးမြတဲ့စွမ်းအင်တွေကတကိုယ်လုံးကိုစီးဆင်းသွားပြီးဒဏ်ရာတွေလည်းမျက်စိရှိတင်ပျောက်ကွယ်သွားတယ်အဲ့ဒီနေရာမှာတင်တေဆုံးသွားတဲ့ရဲတပ်ဖွဲ့ဝင်တွေစီကတိုင်း95ရိုင်ပဲတလက်လက်ပစ်ပုံ3လုံးနဲ့သွေးဆုံးနေတဲ့မြေုံတစ်ချက်ကိုရလိုက်တယ်မြေပုံပေါ်ကစာကြည့်တိုက်နေရာမှာဦးကောင်းကုံပုံဆွဲထားပြီးဘေးမှာစာတစ်ကြောင်းရေးထားတယ်ဒါကသူတို့ရဲ့အတိုက်ပဲမလားပါနဲ့သူတို့တွေပေါက်ဖွားနေကြပြီအမဲလိုက်ကွင်းကကျွန်တော်ထင်ထားတာထက်စောပြီးပေါ်လာတာပဲကြောပုတ်အိတ်ကိုလွဲပြီးစာကြည့်တိုက်ဘက်ကိုလန့်ကြည့်လိုက်တယ်အဲ့ဒီကစောင်းထဲမှာကျွန်တော်အတွက်ခရစ်ဟာတွေအများကြီးရှိနေမှာပါဒါပေမဲ့စာကြည့်တိုက်ကိုတော့ကျွန်တော်တမ်းမသွားသေးဘူးခန္ဓာကိုယ်တွင်းမှာစွမ်းအင်တစ်ခုပြင်းပြင်းထန်ထန်အားပြိုင်နေတဲ့ကင်းကျင်များရဲ့ရက်ဆက်လာတဲ့စိတ်စွမ်းအင်နဲ့ညောင်ပင်အိုကြီးစီကရတဲ့တစ်ပင်နဲ့ရဲ့အတက်တို့ဟာတစ်ခုနဲ့တစ်ခုတိုက်ခိုက်ရင်ကျွန်တော်ရဲ့အရေးပြားကိုပူလိုက်အေးလိုက်ဖြစ်စေတဲ့အယိုးတွေကြားထဲကနေထွက်ပေါ်လာတဲ့တချို့မိတန်တွေကဒုတိယအဆင့်အသွင်ပြောင်းလဲဖို့အချိန်ကျပြီဆိုတာအချက်ပေးနေတာပဲကျွန်တော်မတီမီဒီယာတန်းကန်တစ်ခုကိုကန်ဖွင့်ဝင်လိုက်တော့ចောင်းသား20ခန်းထောက်မှာစုပြုံပုံနေကြတာကိုတွေ့ရတယ်အနောက်ဘက်ကိုသွားကြတစုံတယောက်အတန်ထွက်တာနဲ့အပြင်ကိုကန်ထုတ်ပစ်မယ်ကျွန်တော်ရဲ့အေးဆက်ဆက်အမိန့်ကြောင့်သူတို့တွေဟာငုံကလေးတွေလိုပဲအခန်းနောက်ဘက်ကိုတွားကြတော့တယ်ကျွန်တော်စာတင်စင်မြင့်ပေါ်မှာတင်ပလက်လင်ခွေထိုင်ပြီးစွမ်းရည်တွေကိုစတင်စူးစီးလိုက်တယ်ဝုံအယိုးတွေကွဲသွားတယ်လို့နာကျင်မှုကပြင်းထန်လုံးနဲ့အဲ့ဒီအချိန်မှာပဲစနစ်ကကျွန်တော်ရဲ့တွေးခေါ်မှုထဲမှာအချက်ပေးလာတယ်အသွင်ပြောင်းလဲမိလမ်းကြောင်းကိုရွေးချယ်ပါကြာအမြန်နှုံးတာအားအင်ပါအယိုးကာကွယ်အရင်ဘဝကတော့ကျွန်တော်အမြန်နှုံးချက်ကိုရွေးခဲ့မိတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ဘသူ့ကိုမဆိုအလဲထိုးနိုင်တဲ့ခန်းစစ်နဲ့တိုက်စစ်ပေါင်းဆက်ထားတဲ့ချက်ကိုပဲရွေးချယ်လိုက်တယ်ကျွန်တော်ရဲ့ကြောတို့တွေကဒိုင်နိုဆောကြောကုန်းလိုမျိုးအရေးပြားကိုဖောက်ထွက်ပြီးကြီးထွားလာတဲ့ရင်ဘက်ကနေပခုံးနဲ့ပေါင်းတွေအထိခရမ်းရောင်အမတ်သားတွေပါတဲ့အယိုးကာတွေကတန်ချက်ကလိုဖုံးလွှမ်းသွားတဲ့လက်ချောင်းတွေကရှေ့ထွက်လာပြီးလက်သေးတွေကတမ်မနီသားတွေချစ်လာတယ်လို့နဖူးနှစ်ဖက်မှာလည်းနှဆိုးချိုတွေပေါ်ထွက်လာတယ်အဒုတိယအဆင့်အသွင်ပြောင်းလဲမှုအောင်မြင်သည့်အယိုးကာကွယ်စွမ်းအားသုံးရရတိုးမြင့်ခြင်းအယိုးလက်နက်နဲ့အစိမ့်ငွေနယ်ပယ်ရရှိခြင်းကျွန်တော်ထည့်လိုက်တော့အယိုးကာတွေအချင်းချင်းပုတ်တိုက်တန်ကတကြောက်ကြောက်နဲ့ကြောက်စရာကောင်းနေရဲ့နေရန်ကိုလက်တီးနဲ့တစ်ချက်ထိုးလိုက်ုံနဲ့လက်မတင်လေးပွင့်ထွက်သွားနိုင်တဲ့အထိစွမ်းအားတွေပြည့်နေပြီထုံးနောက်တကားပွင့်ထွက်သွားပြီးအဆင့်နှစ်ပေါင်းဆက်ဆုံပြီးတကောင်ပြေးဝင်လာတယ်သူ့မှာခေါင်းသုံးလုံးလက်မောင်း9ချောင်း10ချောင်းလောက်နဲ့လူလောင်းတွေပေါင်းဆက်ထားတာကျွန်တော်မစုတ်တမ်းပဲသူ့ကိုစောင့်နေလိုက်တယ်သူ့ရဲ့လက်မောင်းများကြီးကကျွန်တော်ရင်ဘက်ကိုတရက်ဆက်ရိုက်ချလိုက်ပေမဲ့တောင်းတန်နဲ့တန်တိုက်မိတယ်လို့အတန်တွေရဲထွက်လာပြီးကျွန်တော်ရဲ့အယိုးကာပေါ်မှာအမှတ်တောင်မထင်ကြံခဲ့ဘူးဒါပဲလားတိတ်အားနေတာပဲငါရဲ့အကာအကွယ်ကိုတောင်မဖောက်နိုင်ဘူးကျွန်တော်လက်ပြီးတစ်ချက်ကိုအလဲကောင်းတဲ့စီပစ်လိုက်တယ်ဖူးဖျဲသီးတစ်လုံးပောက်ကွဲသွားတယ်လို့ပဲဇွန်ဘီရဲ့ခန္ဓာကိုယ်တစ်ချမ်းလွင့်စင်သွားပြီးတစ်ချက်တဲနဲ့တင်အလဲထိုးလိုက်နိုင်တယ်ရှင်တန်ချင်းရင်ဒါကိုသုံးပြီးဇွန်ဘီတွေကိုဘယ်လိုတက်ရမလဲဆိုတာသင်ယူကြကျွန်တော်ចောင်းသားတွေစီဓာတ်တစ်ချောင်းပစ်ပေးခဲ့ပြီးအပြင်ကိုထွက်လာခဲ့တဲ့အပြင်ဘက်မှာတော့ဇွန်ဘီတွေရဲ့အော်ဟစ်တန်တွေကကျွန်တော်တို့တော့နန်းတက်ပွဲရဲ့အခမ်းအနားဒေးတန်တွေလိုပဲအမှုပညာဌာနအဆောက်အဦထဲရောက်တော့တလောကလုံးတိတ်ဆိတ်နေတဲ့နေရန်ကပန်းချီကားတွေမှာသွေးတွေပေးချန်နေပြီးဘီတိုပင်ရဲ့ပုံတူကားတွေကမျက်ရည်ကျနေတယ်လို့ပဲအဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့နားစီထဲမှာအတန်လိုင်းချို့ကိုပြင်းပြင်းထန်ထန်ခံစားလိုက်ရတယ်အဲ့ဒါစိတ်ဆွမ်းအားပြီးစပြောင်းလဲမှုရဲ့လက္ခဏာပဲကျွန်တော်ခန်းတစ်ခုကိုဖွင့်ဝင်လိုက်တော့ဆန်နရားရှိမှာဂီတဌာနမှုထိုင်နေတာကိုတွေ့ရတယ်သူ့ရဲ့လက်ချောင်းတွေကရှည်လျားလာတဲ့ရိုးသားတွေချစ်နေပြီးဆန်နရားဘေးမှာတော့နားကနေသွေးတွေထွက်ပြီးတေဆုံးနေတဲ့ចောင်းသားလောင်းတွေအများကြီးပဲဒီသူကဆန်နရားကလုတ်ကိုနှိပ်လိုက်တဲ့အခါလေတုကတွန့်လိန်သွားပြီးမမြင်ရတဲ့အတန်လိုင်းတွေကကျွန်တော်စီဒိုင်းလွားတွေလိုပြေးဝင်လာတယ်ကျွန်တော်လက်မောင်းနဲ့ကာလိုက်ပေမဲ့အယိုးကာပေါ်မှာအကြောင်းလေးတွေချစ်သွားတယ်စိတ်ဝင်စားဖို့ကောင်းတာပဲသူကအော်ဟစ်လိုက်တော့အတန်လိုင်းတွေကဖန်တွေကိုတောင်ကွဲချေသွားစေတယ်ကျွန်တော်အဲ့ဒီအတန်လိုင်းတွေကိုအားနဲ့တိုးဝင်သွားတဲ့အရေးပြားကနေတွေးဆိုလာပေမဲ့ကျွန်တော်ရဲ့တက်ချင်စိတ်ကပိုပြီးပြင်းထန်လာတယ်9မီတာ3မီတာ1မီတာသူ့ရဲ့အယိုးသားတွေကကျွန်တော်ရင်ဘက်ကိုထိုးဆိုင်ဖို့စူးစမ်းပေမဲ့ကျွန်တော်ရဲ့အယိုးသားကပုံမြန်သွားတယ်ဖြက်သူ့ခန္ဓာကိုယ်ကိုနှစ်ပိုင်းပြတ်သွားအောင်ပိုင်းချလိုက်ပြီးမင်းရဲ့တေးဂီတကတကယ်ကိုနားထောင်လို့မကောင်းဘူးလို့ပြောကသူ့ရင်ဘက်ကိုနင်းပြီးအဆုံးတက်လိုက်တဲ့အဆင့်အထွက်ထိပ်ရှိတဲ့စိတ်ဆွမ်းအားခရစ်ချတဲ့ကိုဝါးစားလိုက်တော့ကျွန်တော်ရဲ့နားကြားနိုင်စွမ်းကအစပေါင်းများစွာတိုးတက်သွားပြီးအောက်ထက်ကဇွန်ဘီတွေရဲ့သွေးစီးတန်ကိုတောင်ကြားနေရပြီထောက်မှရှိတဲ့တန်ဒိတ်တာစီကြည့်ပြီးထွက်ခဲ့ငါလူကောင်းတွေကိုမတက်ဘူးလို့ပြောလိုက်တော့ချမ်မိုဆိုတဲ့ယူဘေးတဌာနကចောင်းသားတယောက်ထွက်လာတယ်သူကစာကြည့်တိုက်ထဲမှာရှိတဲ့ဖရင်ရဲ့အားနည်းချက်ကိုတီးထားတဲ့သူပဲမင်းခုနကဘလို့လို့အသက်ရှင်ကြံရစ်တာလဲသူကပျက်စီးနေတဲ့စက်ပစ္စည်းတစ်ခုကိုမြောက်ပြပြီးကျွန်တော်အတန်လိုင်းတုံ့ပြန်မှုခုခံကိရိယာတစ်ခုလုပ်ထားလို့ပါသုံးပုံတစ်ပုံလောက်ပဲလိုင်းကိုခုခံနိုင်ပေမဲ့မတေယုံတမဲလွတ်ခဲ့တာပါလို့ဖြေတယ်လူတော်ပဲငါနဲ့လိုက်ခဲ့မလားဒါမှမဟုတ်ဒီမှာပဲအစာဖြစ်ကြံခဲ့မလားကျွန်တော်အကိုနဲ့လိုက်ပါမယ်
အပြင်မှာတော့အမြောက်တံတွေတရုံးလုံးနဲ့ကြားနေရပြီးစစ်တပ်ကဒုံးကျည်တွေနဲ့ဇွန်ဘီတွေကိုရှင်းလင်းဖို့စ조사နေတာဒါပေမဲ့သူတို့တွေဟာဇွန်ဘီတွေရဲ့အဆင့်တက်နှုန်းကိုရှော့တွက်ထားကြတယ်။နိုင်စင်ပေါ်ထက်ကနေကြည့်လိုက်တော့လေထုထဲမှာမီးခိုးငွေ့တွေပြည့်နေပြီးရှေ့မှာတော့စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်မီးပင်လယ်ကြီးဖြစ်နေပြီးဇွန်ဘီတသိန်းကျော်လောက်ကကျွန်တော်တို့ရှိရာတက္ကသိုလ်နယ်မြေစီကိုဥတီလာနေကြပြီးအဲ့ဒီထဲမှာအဆင့်2ဇွန်ဘီတိုင်းတဒါဇင်ကျော်နဲ့ကားတစ်စီးနီးပါးကြီးတဲ့အဆင့်3ဇွန်ဘီခေါင်းဆောင်ကြီးတွေလည်းပါလာတယ်။မင်းရဲ့တရုံးကဘယ်လောက်ထိပြန်နိုင်လဲ2ကီလိုမီတာလောက်တော့ရပါတယ်ဒါပေမဲ့လိုင်းနောက်ဆက်ရှိနိုင်တယ်။ရပြီငါသူတို့ကိုလက်ဆောင်တစ်ခုပေးရမယ်။မင်းရဲ့ခန်းကအခုမှတကယ်စတာပဲကျွန်တော်ကတော့ကြောက်ရွံ့မဲ့စာမှုဆိုးတယောက်တားကောင်အကြီးကိုတွေးလိုက်ရတယ်လို့မျိုးရင်ခုန်စိတ်လှုပ်ရှားနေမိတယ်။နိုင်စင်ပေါ်မှာချမ်းမိုးကအတန်းစုပ်ကွမ်းတွေရက်ပြန်တွေနဲ့လှုပ်ထားတဲ့လောင်စာပုံးတွေရှိနေတယ်အရေးကြီးဆုံးကတော့အတန်းလိုင်းပြီးစပြောင်းတက်တော်ဝါစီကနေထုတ်ယူထားတဲ့ပြင်းထန်တဲ့အစီနဲ့အကျိတ်ပဲချမ်းမိုးဒီကျိတ်ကိုတရုံးမှချိတ်ပြီးအားကစားရုံပေါ်ကိုပို့လိုက်အားကစားရုံထဲမှာအားကစားကျောင်းသားဖွဲ့တွေစုဝေးနေကြတဲ့အရင်ဘဝတုန်းကတော့သူတို့ဟာအာနာပြပြီးလူတွေကိုနှိပ်စက်တဲ့ကြပြူစခန်းတစ်ခုထောင်ခဲ့ကြတာအဲ့ဒီနေရာကလူသားငွေသက်အများဆုံးမို့ဇွန်ဘီတွေအကြိုက်ဆုံးနေရာပေါ့ဒီဘီစပြောင်းသားဆိုင်ကတာမန်ဇွန်ဘီတွေအတွက်တော့မခုခံနိုင်လောက်အောင်ဆွဲဆောင်မှုရှိတဲ့ကာမစိတ်ကြဆေးလိုမျိုးပဲအဲ့ဒါကိုအားကစားရုံပေါ်မှာဖောက်ခွဲလိုက်တာနဲ့ဇွန်ဘီအုပ်ကြီးတအုပ်လုံးအဲ့ဒီဘက်ကိုအလုံးရင်းနဲ့စုပြုံသွားလိမ့်မယ်ဒါပေမဲ့အဲ့ဒီမှာအသက်ရှင်ကျန်ရည်သူတွေရှိသေးတယ်လေလို့ချမ်မိုကအတန်နုံနုံနဲ့ကန့်ကွက်တဲ့ချမ်မိုကတော့အားကစားရုံတွေကလူတွေဟာစိတ်မနှက်နဲ့လူမိုက်ယူတွေဆိုတာမသိရှာဘူးကျွန်တော်ကသူ့လေပင်ကိုဆွဲကင်ပြီးအောက်မှာဇွန်ဘီတွေတကားကိုအတင်းဖြတ်စီးနေတာကိုပြရင်ကြီးစန်းဇွန်ဘီတွေသာအထဲဝင်သွားရင်ဒီအဆောက်အဦတွေကចောင်းသားထောင်ပေါင်းများစွာအသေးဆုံးနဲ့တေးရလိမ့်မယ်သူတို့ကိုလမ်းကြောင်းလဲဖို့အတွက်အစာလိုတယ်လို့အေးဆက်စွာပြောလိုက်တယ်မြင်ရဲခန်းလိုမြင်ကွင်းကိုကြည့်ပြီးကျွန်တော်မျက်လုံးတွေကိုစုံကြည့်လိုက်တဲ့ချမ်မိုကဘာမှထပ်မပြောတော့ဘူးတရုံးကအသေးချပြင်ဆင်ထားတဲ့သားတုံးကိုချိတ်ပြီး2ကီလိုမီတာလောက်ဝေးတဲ့အားကစားရုံစီရင်းရံပြီးပြန်တန်းသွားတဲ့အားကစားရုံထဲမှာတော့သူထေးလုံနေတဲ့လူကအစားအစာပုံပေါ်မှာထိုင်မင်းကလေးတွေကိုဖက်ပြီးဘီယာတောက်ရင်းတာရနေတော့ဟာကဘာပြက်ကက်ဆိုတာပါလေငါကတော့ဒီနေရာမှာအေကီယိုမင်းပဲကွာရုတ်တရက်ဖန်ပြတင်းပေါက်ကွဲသွားပြီးတရုံးကအလဲမှာရက်လိုက်တဲ့ခရမ်းနဲ့ရောင်သားတုံးကဘတ်စကတ်ဘောကွင်းပေါ်ကျသွားတာနဲ့တပြိုင်နက်ဖက်ဆိုရဲ့အတန်နဲ့အတူပြင်းထန်တဲ့အနက်အသက်တွေပြန့်နှံ့သွားတယ်အပြင်ကဇွန်ဘီအုပ်ကြီးဟာရုတ်တရက်ရက်တန့်သွားပြီးသူတို့ရဲ့မျက်လုံးဖြူကြီးတွေနဲ့အားကစားရုံဘက်ကိုပြိုင်တူလက်ကြည့်လာကြတယ်ဝေါ်6ချားပွဲအော်ဟစ်တန်တွေနဲ့အတူအနက်ရောင်ရွှင်ညွန်စီကြောင်းကြီးလိုဇွန်ဘီအုပ်ကြီးအားကစားရုံစီပြေးဝင်သွားကြတော့တယ်တန်တကားကြီးကဇွန်ဘီတွေရဲ့ဖိအားကြောင့်ပျက်စီးသွားပြီးကဲပါဦးဆိုရဲ့အော်ဟစ်တန်တွေက2ကီလိုမီတာအထိပဲတင်ထက်လာတယ်အယူတစုရဲ့အသက်နဲ့အလဲလှယ်လုပ်ပြီးចောင်းသားထောင်ပေါင်းများစွာကိုကဲတင်ရင်အဆင့်3တက်တော်ကိုအမဲလိုက်ဖို့အခွင့်အရေးရလာပြီအခုတော့ဇက်ခုံပေါ်မှာလူရှင်းသွားပြီးဇွန်ဘီတွေပြေးထွက်သွားလို့ပေါ်လာတဲ့အကောင်ကြီးကိုကျွန်တော်စိုက်ကြည့်လိုက်တဲ့အဆင့်3ဇွန်ဘီခေါင်းဆောင်အရက်9မီတာလောက်မြင့်ပြီးတကိုယ်လုံးအယိုးကာတွေနဲ့ဖုံးလွှမ်းနေတာလက်မိတိုင်ကြီးကိုလက်နဲ့တပွဲကင်ထားတယ်ဒီမှာပဲစောင့်ကြည့်နေဇွန်ဘီတွေလာရင်ပြစ်တက်လိုက်လို့ပြောပြီးရဲတယောက်စီကတင်းလာတဲ့60နှစ်ဆန်ပြပြချတို့တင်းနဲ့တက်လက်ပစ်ပေးကကျွန်တော်ခုန်ချလိုက်တယ်အကြီးကဲဒါကအထက်30မြောက်လေလို့ချမ်မိုကလန့်អော်တယ်လေထုကိုခွဲပြီးကျွန်တော်ခုန်ချလိုက်တဲ့အထက်20ရောက်တော့နယံကိုအယိုးစုတွေနဲ့ထိုးဆိုင်ပြီးအရှိန်တက်လိုက်တဲ့10ထက်ရောက်တော့အရှိန်ကိုထက်လျှော့ပြီးမြေပြင်ပေါ်ကိုဖုံဖုံလဲကျသွားတယ်မြေကြီးတွေအကွဲသွားပြီးဇွန်ဘီကြီးရှိတဲ့ရောက်သွားတယ်သူကကျွန်တော်ကိုပိုးကောင်တကောင်လိုကြည့်နေတယ်ဝေါ်သူကတန်ချိန်နှဲငယ်လေးတဲ့လက်မိတိုင်ကြီးနဲ့စောင်းရိုက်ချလိုက်တယ်ကျွန်တော်မရှောင်ဘူးခန္ဓာကိုယ်ကိုချက်ချင်းကြီးထွားစေလိုက်ပြီးအယိုးကာတွေတရားရဖုံးလွှမ်းနေတဲ့အနက်ရောင်အယိုးနဲ့ဆိုအဖြစ်အသွင်ပြောင်းလိုက်တယ်လာဆန်းလက်နှစ်ဖက်နဲ့ခုခံလိုက်တော့ထွက်ပေါ်လာတဲ့အားပြင်းတဲ့လိုင်းကပတ်ဝန်းကျင်တစ်ခုလုံးကမျက်ခင်းတွေကိုလွင့်စင်သွားစေပြီးကားတွေကိုမောက်ကုန်ဖြစ်သွားစေတယ်မင်းရဲ့အားကမစိုးဘူးဒါပေမဲ့အခုတော့အဲ့ဒါကငါးပိုင်ဆိုင်မှုဖြစ်သွားပြီကျွန်တော်ကြောနောက်ကကင်းမီကောက်မီလိုအယိုးစုတွေကိုထုတ်ပြီးသူ့မျက်လုံးထဲကိုထိုးဆိုင်လိုက်တဲ့လူသားတွေကပိုးကောင်တွေလိုဖြစ်နေတဲ့ဒီခေတ်ပြက်ကြီးထဲမှာငါပဲမင်းတို့ရဲ့အလောင်းတွေပေါ်မှာရာဇပလလင်တီးဆောင်မယ်ကောင်းကင်ကဒုတိယအကြိမ်မီးတောက်တွေကျလာပြီးအေယာမတတဝါကြီးနဲ့တိုက်ပွဲကနဆိုးတကောင်ဆင်းတက်လာတယ်လို့ပဲဇွန်ဘီကြီးရဲ့အော်တန်တွေကအမြောက်တန်တွေထက်တောင်ပိုကျနေသေးတဲ့အယိုးစုတွေမျက်လုံးထဲထိုးဝင်သွားပေမဲ့သူကမသေးပဲပိုပြီးအယူမှုဖြစ်လာတယ်သူ့လက်ကြီးတွေနဲ့ကျွန်တော်ကိုချင်းတကောင်လိုရိုက်ချဖို့စူးစမ်းတဲ့လေထုကပြင်းထန်လုံးပေမဲ့ကျွန်တော်ကတော့အေးဆေးပါပဲလက်ကြီးတွေစုံကာနီးမှာပဲကျွန်တော်ကြောကရိုးတွေကိုတုံးပြီးညတစင်းလိုအပေါ်ကိုခုန်ထွက်လိုက်တော့သူဟာသူ့ဘာသာသူပြန်ရိုက်မိပြီးမျက်လုံးတွေပြူးထွက်သွားတယ်လေထဲမှာတင်ဒုတိယအကြိမ်အသွင်ပြောင်းလိုက်ပြီးအယိုးတွေကိုတိတ်တိဆ3ဆလောက်ပုံမကြီးထွားစေကဩကာခဲတစ်ခုလိုအရှိန်နဲ့ပြန်ကျလာတဲ့ချိန်နှစ်ဖက်ကိုစုပြီးဇွန်ဘီကြီးရဲ့ကွဲအပ်နေတဲ့ခေါင်းကိုထူချလိုက်တယ်ဒူးထောက်ဆန်းဒုံသူ့ဦးခေါင်းခွန်ကြီးကွဲအပ်သွားပြီးခန္ဓာကိုယ်ကြီးကဝန်းခန့်နဲ့ဒူးထောက်ကျသွားတဲ့မြေပြင်မှာကျင်းကြီးနှစ်ခုဖြစ်သွားတော့တယ်ဇွန်ဘီကြီးရဲ့အလောင်းရဲကနေအဝါရောင်တောက်နေတဲ့ခရစ်ရှာတွေကိုရှာတွေ့လိုက်တဲ့အဆင့်3ကဘာမြေနှစ်တာရပဲဒါကတန်ဖိုးမဖြတ်နိုင်တဲ့ရတနာပဲသွေးတွေကိုတုပ်ပြီးအိတ်ထဲထည့်ထားလိုက်တဲ့အခုလောလောဆယ်စွန့်ရင်ကပြင်းလုံးလို့မဆုပ်ယူသေးဘူးအားကစားရုံဘက်ကိုကြည့်လိုက်တော့နေရဲခန်းဖြစ်နေပြီးအလုတ်ပြီးပြီးမို့ပြန်ဖို့ပြင်လိုက်ပေမဲ့နိုင်စင်ဘောကတရုံးကပြောင်းနေတာကိုတတိပြုမိလိုက်တဲ့လေထုထဲမှာရမ်းငွေတွေပြင်ဖြိုလုံးရီမွေးနိုင်ရနေတယ်နိုင်စင်ပေါ်ထက်မှာချမ်မိုကိုလူတယောက်ကဖက်နဲ့နင်းထားတာကိုတွေ့လိုက်ရတဲ့ဖန်မျက်မှန်တွေကွဲနေပြီးသွေးတွေပေးချန်နေတဲ့နင်းထားတဲ့သူကကူချမ်းចောင်းသားသမက်ကဥက္ကဋ္ဌပေါ့မင်းကတော်တော်မရိုင်းတာပဲငါကအဖွဲထဲဖိတ်တာကိုညင်ပြီးရှူးချင်းချံကိုပဲစောင့်နေတာလားသူကအောက်ကဇွန်ဘီကြီးရဲ့အလောင်းကိုကြည့်ပြီးဒီကောင်တော်တော်တန်တာပဲသူ့စီမှာပစ္စည်းကောင်းတွေရှိမှာပဲလို့လောဘတာကြီးပြောတယ်မင်းတို့ယူနေကြတာလားသူကနတ်ဆိုးပဲလို့ချမ်မိုကအော်ပြောတယ်ကူချမ်းကရဲလိုက်ပြီးနတ်ဆိုးဒီကဘာပြက်ကတ်ထဲမှာအရင်မြင့်နဲ့အတိရန်ရှိသူတွေကမှနတ်ဖျားတွေကအားပဲရှိပြီးညမရှိရဲ့ကောင်တွေကတော့အတုံးဝင်နေတာတလက်ပဲသူကလက်ကိုဝှေ့ရမ်းလိုက်ပြီးချောင်းမြောင်းဖို့အစင်သင်းဖြစ်ပြီလားလို့မေးတယ်လက်ထောက်တယောက်ကအစိတ်တုပ်ထားတဲ့လေးကိုမြောက်ပြတယ်ဓာတုပေတဌာနကြရတဲ့အစိတ်ကစင်တကောင်တောင်တင်နိုင်တယ်လေကားတစ်စီကခြေတံတွေကြားလိုက်ရတော့ကူချမ်းကဒိုင်းကကန်ထားတဲ့လူတွေရဲ့နောက်ကိုဆုပ်လိုက်တယ်တန်တကားပွင့်သွားတော့ကျွန်တော်ဝင်သွားလိုက်တဲ့အယိုးကာတွေပျောက်သွားပြီးပင်မနှွမ်းနယ်နေတဲ့ပုံစံမျိုးဟန်ဆောင်ထားလိုက်တယ်အိုးကျောင်းသားရှူကူချမ်းကဖော်ရတဲ့ပြုံးနဲ့ကြိုဆိုတယ်ခုနကတိုက်ပွဲကတကယ်ကိုစစ်ဖျားပဲငါကကျောင်းသားသမက်ကဥက္ကဋ္ဌကူချမ်းပါကျောင်းသားတွေအကုန်လုံးကိုစားကျေးဇူးတင်ပါတယ်တဲ့ဒီလိုပြောဆိုတွေကတာမန်ကျောင်းသားဆိုရင်ယုံမိမှာပေါ့ဒါပေမဲ့ကျွန်တော်ကတော့ကူချမ်းကိုကြော်ပြီးချမ်းမိုးကိုပဲကြည့်လိုက်တယ်အသက်ရှင်သေးလားအကြီးကဲတောင်းပန်ပါတယ်ကျွန်တော်မထိန်နိုင်ခဲ့ဘူးအသက်ရှင်ရင်ရပြီကျွန်တော်ကူချမ်းကိုလက်ကြည့်လိုက်တယ်မြောက်ကပြတာကိုကြည့်နေတယ်လို့မျိုးဖဲဆန်းကူချမ်းပြုံးနေပေမဲ့မျက်လုံးထဲမှာတော့ဒေါသတွေဖုံးနေပြီးကျောင်းသားရှူအေးအေးဆေးဆေးနေပါဦးတယောက်တည်းဆိုရင်အသက်ရှင်မှာမဟုတ်ဘူးငါတို့စီမှာရေမီးစားစာနဲ့မင်းကလေးတွေတောင်ရှိတယ်အဖွဲထဲဝင်ပြီးပစ္စည်းတွေပေးလိုက်ရင်မင်းကိုလုံခြုံရေးကောင်းဆောင်ခံပေးမယ်ဖဲဆန်းလို့ပြောနေတယ်လေတုံးခါတော့မပြောချင်ဘူးကူချမ်းမျက်နှာပြက်သွားတယ်မင်းအကောင်ကြီးတကောင်တက်နိုင်ုံနဲ့အကုန်နိုင်မယ်ထင်နေတာလားမင်းအားကုန်နေပြီမဟုတ်လားငါတို့မှာလူ၈ယောက်နဲ့တင်းနဲ့လေးများတွေရှိတယ်သူ့လက်ကိုဝေ့လိုက်ပြီးသူ့လက်ခြေတွေကိုချိုးပြီးခရစ်ရှာတဲ့အကြောင်းကိုမေးထုတ်လိုက်လို့အမိန့်ပေးတယ်ဒုံ
ဒုံတင်းတဲ့တန်တွေထွက်လာပေမဲ့ကြီးစံတွေကကျွန်တော်တို့ကိုထိတာနဲ့တန်ပြားနဲ့ထိတယ်လို့ပြန်လွင့်သွားတဲ့အစိတ်များကလည်းအရေပြားကိုတော့မဖောက်နိုင်ပဲကျိုးကျသွားတယ်ကျွန်တော်ရေပြားကအနက်ရောင်ကြေးကုန်တွေဖြစ်သွားလို့ပဲဒီလိုမျိုးမဖြစ်နိုင်ဘူးတင်းနဲ့ကင်ထားတဲ့သူကြောက်လန့်ပြီးတင်းနဲ့ပြုတ်ကျသွားတယ်ကျွန်တော်ရုတ်တရက်ပြောက်ကွယ်သွားပြီးလေတိုက်သွားတယ်လို့မျိုးသူတို့ကြားထဲရောက်သွားတယ်ထက်ဆိုရဲ့အတန်နဲ့အတူတင်းနဲ့ကင်ထားသူရဲ့လက်မောင်းပြတ်ကျသွားတယ်အစိတ်နဲ့ကစားခြင်းနဲ့ပေါ့ကျွန်တော်လက်ချောင်းရဲကခရမ်းရောင်စိတ်တွေသူ့ရေပြားထဲစိတ်ဝင်သွားအောင်လုပ်လိုက်တယ်အစိတ်စစ်ဆိုတာဘာလဲခံစားကြည့်လိုက်သူ့မျက်နှာကခရမ်းရောင်ဖြစ်သွားပြီးအသားတွေဖျောင်းတိုင်လို့အကြီးပြောကြလာတယ်အော်တန်တော်မထွက်နိုင်တော့ဘူးကျန်တဲ့သူတွေကြောက်လန့်ပြီးထွက်ပြေးကြပေမဲ့ကျွန်တော်ကချမ်မိုသုံးတဲ့ဝက်ဦးတွေကိုကောက်ပြီးပြစ်လိုက်တော့အားလုံးလဲကျသွားကြတယ်9စက္ကန့်တောင်မကြာဘူးကူချမ်းတယောက်ပဲကျန်တော့တယ်သူကြောက်လန့်ပြီးတေးထွက်မတက်တုံကြီးနေတယ်ငါ့ကိုမတက်ပါနဲ့ငါဖေကကြောင်းအုပ်ချုပ်ရေးမှုငါမှာပိုက်ဆံရှိတယ်ဘီလာတွေရှိတယ်ပိုက်ဆံဒီခေတ်မှာပိုက်ဆံကအင်တာ39လောက်တောင်တန်ဖိုးမရှိဘူးသူ့ဆံပင်ကိုဆွဲပြီးအပေါ်ထက်အဆုံးဘက်ကိုဆွဲခေါ်သွားလိုက်တယ်အောက်မှာအထက်30မြင့်ကြီးပဲလူကြီးလူကောင်းဖြစ်ချင်တယ်မဟုတ်လားကဲအမြင့်ဆုံးနေရာကိုသွားတော့ကျွန်တော်တွန်းချလိုက်တော့သူဟာအောက်ကဇွန်ဘီအုပ်ကြီးစီကိုအော်ဟစ်ပြီးပြုတ်ကျသွားတော့တယ်ချမ်မိုစီသွားပြီးလမ်းလျှောက်နိုင်သေးလားလို့မေးလိုက်တော့ချမ်မိုကကြီးညိုတဲ့မျက်လုံးတွေနဲ့နိုင်ပါတယ်အကြီးကဲသွားရရင်တော့လိုက်မယ်လို့ဖြေတယ်စာကြည့်တိုက်ဘက်ကိုကျွန်တော်ကြည့်လိုက်တဲ့အလောက်ကမပြီးသေးဘူးစာကြည့်တိုက်ပြင်ဘက်မှာအနီရောင်မှုမြင်တွေနဲ့ပြည့်နေပြီးအဆောက်အဦတစ်ခုလုံးအသက်ရှူနေတယ်လို့ပဲဒါကဇီဝစွမ်းအင်စိတ်ပဲအဲ့ဒီမှာမိခင်တတော်ရှိနေမှန်းငါသိတယ်မင်းဒီမှာပဲစောင့်နေဘာတန်ကြားမဝင်နဲ့မင်းဝင်လာရင်ဝင်ထုတ်ဝင်ပိုးပဲဖြစ်မယ်ကျွန်တော်တက်ကိုပြင်းပြင်းရှူပြီးစာကြည့်တိုက်ထဲဝင်သွားလိုက်တဲ့ခြေအောက်ကအထီအတွေ့ကလောက်ကောင်တွေပေါ်နင်းနေရတယ်လို့ယွန်းစရာကောင်းအောင်နူးညံ့နေတယ်ဒီနေရာမှာတစုံတစ်ယောက်ကစောင့်ကြည့်နေရဆိုတာငါသိတယ်စိတ်ဆွမ်းအားဖြင့်စက်ကင်ဖက်လိုက်ဒီခါမှာပင်ဦးကောင်းနဲ့နဆူရှာလာသည့်မြေဟဲတံများဟင်းထွက်လာသည်ရှေ့မှမြင်ကွင်းများဝေဝါးသွားပြီးဟာလာဟင်းလင်းခမ်းမကြီးတဲ့နကျောင်းဝတ်စုံဝတ်ကျောင်းသားများစွာရုတ်တရက်ပေါ်လာသည်သူတို့သည်ငိမ့်သက်စွာဖြင့်စာအုပ်များကိုအာယုံစိုက်ဖက်နေကြ၏စာရွက်လန်သည့်အတန်များမှလည်းတညီတညာတည်းချစ်နေပြီးကျောင်းမက်ဖွယ်ကောင်းလောက်အောင်ထူးဆန်းလုံးလာသည်အမြင်အာယုံလှည့်စားမှုပဲကျွန်တော်အေးဆက်စွာရေမောလိုက်သည်အဆင့်နှစ်အမြင့်ဆုံးဆင်းရှိသည့်စိတ်ဆွမ်းအားအနောက်ရှက်မျိုးပင်ကျွန်တော်ဤအမောင်မြင်မျက်လုံးကိုဖွင့်လိုက်သည်နှင့်ခရမ်းရောင်အလင်းနှံများပွင့်ထွက်လာပြီးရှေ့မှမြင်ကွင်းတို့များအားလုံးမှန်ကွဲသလိုပျက်စီးသွားတော့သည်စာဖတ်နေသည့်ကျောင်းသားများဆိုသည်မှာတကယ်တော့မျက်နှာချက်ပေါ်မှမှုမြင်များဖြင့်ချိတ်ဆွဲထားသည့်အလောင်းကောင်များသာဖြစ်သည်သူတို့၏ဦးခေါင်းများမှအခွဲခံထားရပြီးပန်းရောင်သားမြင်များကတစ်ဆင့်အဆောက်အဦတစ်ခုလုံး၏အာယုံကြောစနစ်နှင့်ချိတ်ဆက်ထားခြင်းပင်သွားစံအမှန်တရားကိုဖော်ထုတ်ခံလိုက်ရသဖြင့်အမောင်ထဲတွင်ပုံကွယ်နေသောရန်သူများမှဒေါသတကြီးဖြစ်သွားပြီးစာအုပ်စင်များကြားမှတတဝါများဝန်ခံနေခုန်ထွက်လာကြသည်ထိုတတဝါများမှအရေးပြားမရှိဘဲညီရဲနေသည့်ကြွသားမြင်များသာရှိပြီးဦးနောက်မှလည်းအပြင်းတို့ထွက်နေသည့်ရှာရှည်ကြီးများမှဓာကဲ့သို့ထက်မြက်လာပြီးမင်းတို့မှဤနေရာ၏အဆောင်ရှောင်များဖြစ်ကြသည်လာကြစမ်းပါအဆင့်3မြေပြင်ခရစ်စာရဲ့စွမ်းအင်ကိုအပြည့်အဝမဆုပ်ယူရသေးတော့လဲကျွန်တော်၏အယိုးတိတ်တီးဆက်နှင့်အားအင်မှာရခင်ထက်များစွာတိုးတက်လာခဲ့ပြီဖြစ်သည်အယိုးကအပြည့်အဝဖုံးလွှမ်းစေအနက်ရောင်အယိုးကများကကျွန်တော်တကူလုံးကိုဖုံးလွှမ်းသွားပြီးမျက်နှာတွင်လည်းကြောက်မက်ဖွယ်အယိုးမျက်နှာဖုံးနှင့်ခရမ်းရောင်မျက်လုံးများသာကျန်တော့သည်ဒီတခါတော့နေလန်းတွေမလိုတော့ဘူးအကျန်းဖက်နီးတက်တက်ဖြစ်တာရှင်းပြတော့မီတတဝါတကောင်ရှိသို့ခုံဝင်လာစဉ်မင်းရှာကိုလမ်းဖက်လိုက်ပြီးလာခဲ့စမ်းဟူအော်ကကျွန်တော်စီတို့အားဖြင့်ဆွဲယူလိုက်သည်ကျဲလို့အယိုးကဖုံးထားသည့်လက်တီးဖြင့်တစ်ချက်တည်းထိုးချလိုက်ရာထိုးတတဝါ၏ဦးနောက်များမှလွင့်စင်ခွဲထွက်သွားတော့သည်ကျွန်တော်ဒီစာအုပ်စင်များကြားတွင်ကြားတကောင်ကဲ့သို့အလင်းမြန်လှုပ်ရှားရင်းတစ်ချက်ချင်းစီတိုင်းကအယိုးကျိုးတံများအသားစုပ်ပြတ်တံများထွက်ပေါ်လာစေသည်9မိနစ်ခန့်ကြာတွင်ခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားပြီးဇွန်ဘီစိတ်ပိုင်းများနှင့်စိမ့်လဲလဲသွေးများသာပေးကြံကြံရစ်တော့သည်ကျွန်တော်ဒီသွေးတန်ရဲမြင်ကွင်းကိုကြော့ဖြက်ကမြောက်ခန်းသို့ဆင်းသည့်လေကားစီသို့လျှောက်သွားသည်ထိုနေရာတွင်ဇီဝစွမ်းအင်များမှကြောက်သားလိုခဲနေလောက်အောင်ပြင်းထန်လုံးလာသည်ဆင်းလာခဲ့ပါငါရဲ့ကလေးလေးထိုအေးဆက်ဆက်အတန်သည်နားမတစင်မဟုတ်ပဲကျွန်တော်ဦးနောက်ထဲသို့တိုက်ရိုက်ရောက်လာသည်ငါ့ကိုစားချင်တာလားမင်းသွားတွေနဲ့ရပါမလားလေကားမှဆင်းသွားသည့်အခါအခန်းထဲတွင်အပြာရောင်အလင်းဖြော့ဖြော့သာရှိတော့သည်အလဲတွင်အချင်း30မီတာခန့်ရှိသောအသားလုံးကြီးတစ်လုံးရှိနေပြီးဘင်း၏အတွင်း၌လူမိမ့်မိအပေါ်ပိုင်းနှင့်ပိုးကောင်လိုအောက်ပိုင်းရှိသည့်တတဝါကြီးတစ်ကောင်ရှိနေသည်နင်းမှအဆင့်3နီးပါးရှိသည့်မိခင်တတဝါပင်ဖြစ်သည်စိတ်ဆွမ်းအားတိုက်ခိုက်မှုမိခင်တတဝါအော်လိုက်သည်နှင့်ရုပ်ပိုင်းဆိုင်ရာမဟုတ်သောပွင့်လင်းမြင်သာသည့်လိုင်းတစ်ခုကကျွန်တော်ဦးနောက်စီသို့လန်တစင်းလိုထိုးဆိုင်လာသည်ငါရဲ့စိတ်ဝိညာဉ်ကအဲ့ဒီနေရာခန်းမှာ10နှစ်လောက်ဖြတ်တန်းခဲ့ပြီးသားမင်းရဲ့ဒီလိုတိုက်ခိုက်မှုမျိုးကငါ့ကိုရားတောင်မရဘူးထွက်လာခဲ့စမ်းကျွန်တော်ကိုရင်းရှိအစိတ်များကိုအကုန်ထုတ်လိုက်သည်အစိတ်တင်နေပဲဒုံကျွန်တော်ပတ်လည်တွင်ခရမ်းရောင်အစိမ့်ငွေများလွှမ်းကြုံသွားပြီးနွယ်ပင်များနှင့်အသားလုံးများမှာအစိမ့်နှင့်ထိတွေ့သည်နှင့်တပြိုင်နက်ပုတ်တိုးဆွေးမိသွားတော့သည်မိခင်တတဝါကြီးမှာကြောက်လန့်တကြားအော်ဟစ်လိုက်ပြီးနွယ်ပင်များစွာဖြင့်ကျွန်တော်စီတို့များပြစ်တယ်လို့ထိုးဆိုင်လာသည်ကျွန်တော်ဒီမရှောင်တိမ်ပဲရှေ့သို့တိုးသွားသည်နွယ်ပင်ချို့ကပခုံးနှင့်ဗိုက်ထဲထိုးဖောက်ဝင်ရောက်သွားတော့လဲနာကျင်မှုကိုလစ်လျူရှုကာသူမိကိုပေါ်သို့လန့်တက်လိုက်သည်မိပြီးလက်နှစ်ဖက်ဖြင့်သူမိဗိုက်တာနူးနူးညံ့ညံ့များကိုထိုးဖောက်ဆုပ်ကင်လိုက်ပြီးဆုပ်ယူမယ်ဟူဟစ်အော်လိုက်သည်အဲ့ဒီမှာရိုးရိုးစားတောက်ချင်းမျိုးမဟုတ်ပဲသူမိအသက်ဆွမ်းအင်နှင့်စိတ်ဆွမ်းအားများကိုတစစီလူယူခြင်းပင်ဖြစ်သည်မိခင်တတဝါကြီးသည်တဖြည်းဖြည်းပိန်နေသွားပြီးကျွန်တော်စီတို့စွမ်းအင်များမှာအရှိန်ဟုန်နှင့်စီးဝင်လာသည်နောက်ဆုံးတွင်မိခင်တတဝါကြီးမှာပျက်စီးသွားပြီးအသားဆိုင်များမှာအနံ့ဆိုးထွက်သည့်အရည်များဖြင့်ပြောင်းလဲသွားတော့သည်ကျွန်တော်ဒီမောဘန်းစွာဖြင့်လဲချလိုက်သည်ကျွန်တော်ကိုယ်ပေါ်ရှိအယိုးကများမှာပြောင်းလဲသွားပြီးအပြာရောင်အမတ်အသားများပေါ်လာသည်မင်းမှာစိတ်ဆွမ်းအားနှင့်ပေါင်းဆက်သွားသည့်တင်ကေတဖြစ်သည်အောင်မြင်သွားပြီးအခုဆိုလျင်စိတ်ဆွမ်းအားဖြင့်ကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်းစွမ်းရည်ကိုရရှိသွားပြီးအဆင့်2အမြင့်ဆုံးအဆင့်တို့မဟုတ်အဆင့်3ရဲ့တဝက်တစ်ပြက်အဆင့်တို့ရောက်ရှိသွားပြီဖြစ်သည်ကျွန်တော်ပြောလိုက်မိတယ်ဘာလို့လဲဆိုတော့စိတ်ဆွမ်းအားနဲ့ကြောင်းဝင်းတစ်ခုလုံးကိုဖြန့်ကျက်နိုင်ပြီမို့ပဲစစ်မြေပြင်ကိုရှင်းလင်းလိုက်ကြဒီနေရာမှာပထမဆုံးစခန်းတစ်ခုတည်ဆောက်မယ်ဤဒီမှာအစသာရှိသေးသည်ကောင်းကင်ကိုကြည့်လိုက်သည့်အခါပိုရီကြီးမားသည့်တိုက်ပွဲများနှင့်စင်ကဲပြောင်းလဲမှုလမ်းကြောင်းများကိုမြင်တွေ့နေရသည်ကျုပ်တို့၏ခီးလမ်းမှာကျေတာယာများစီတို့ပင်ဥတည်နေသည်